现在俺们做的时候，ပြောရတော့ပြောဒါပေမဲ့တကယ်ပြောရရင်အခုမှကိုစိတ်ရှုပ်နေတာဟာဘာလို့လဲအောင်သွားပြီဆိုတော့အေးစိတ်ဖြစ်သွားရင်မဟုတ်ဘူးလားအဲ့ဒါပဲလေအောင်သားအောင်ပြီဒါပေမဲ့လက်ဆက်ဘာလို့ရမလဲမသိတော့နိုင်ငံခြားမှာတော့တက်ချင်တယ်ဒါပေမဲ့ဘယ်နိုင်ငံသွားမလဲဘယ်ကြောင်းယူရမလဲဘယ် program ကို future တဲ့ကိုလေးကမလဲဆိုတော့အမှတခြားမသိသေးဘူးအဲ့လိုဆိုတက်တဲ့စဉ်းစားနေရတဲ့ application အကျူနဲ့ counseling ယူကြလို့ရတယ်လေသူတို့ကစနစ်တန်းအောင်ပြီးတဲ့စဉ်းစားကြောင်းသူတွေအတွက်ကိုအမှတ် budget English level ကိုစိတ်ဝင်စားတဲ့ major နဲ့ future career ကိုပုံမူတည်ပြီးတော့သင်တော်ရဲ့ study ပတ်ဝေးကိုရှင်းပြပေးရဟို application မှာပြန်လာလို့စဉ်းစားလို့ရတယ်Singapore, Malaysia, Thailand လိုမျိုးအနည်းနိုင်ငံတွေမကောက် Germany နဲ့ Europe option တွေကိုလည်းစုံစမ်းလို့ရသေးတယ်။ပြီးတော့တိုင်းနိုင်ငံချင်းစီမှာကလည်း University program တွေ entry requirements တွေကမတူပါမလို့ကိုယ့်အတွက်ဘယ်လိုကအကောင်းဆုံးဖြစ်မလဲဆိုတာ one free consultant နဲ့တခြားဆွေးနွေးပေးရပေါ့။ဒါပေမဲ့ကြောင်းလျှောက်တာတွေ document ပြင်တာတွေ visa process တွေကြာတော်တော်လေးကောင်းစားရမှာထင်တယ်နော်။အားကြောင့် guidance လိုတာပေါ့ application အထူးကကြောင်းရတာနဲ့ application document preparation scholarship application နဲ့ visa preparation အထိ assistant guide လုပ်ပေးရတယောက်တစ်ခုထဲမှာရှာရင်းနဲ့စိတ်ရှုံနေမှန်းစား expert counselor နဲ့တိုင်ပင်လိုက်ရင်ပို့ပြီးရှင်းသွားတာပေါ့အဲ့လိုဆိုစနစ်တန်းအောင်မရနားနေရမယ့်အချိန်မဟုတ်ပဲကို future ကိုဆက်ပြီးရွေးချယ်ရမယ့်အချိန်မျိုးနော်ဟုတ်တာပေါ့စနစ်တန်းအောင်မရအဆုံးမဟုတ်ဘူးကို bright အနေ chapter စတင်တဲ့အချိန်မှန်ကန်တဲ့နိုင်ငံမှန်ကန်တဲ့ကြောင်းမှန်ကန်တဲ့ program ကိုရွေးချယ်လာလို့ရှိရင်ကို future ကိုတကယ်ပဲပြောင်းလဲပေးနိုင်တယ်အဲဆိုစနစ်တန်းအောင်ပြီးဘာလို့လဲမကြည့်သေးရဲ့သူတွေအမြင့်တဲ့အကျူမှာ101 free counseling လာယူပြီးတော့ကိုအတွက်တင့်တော်တဲ့နိုင်ငံကျောင်းတဲ့ program ကိုအခုကလေးအစပြီးရွေးချယ်လိုက်ကြရအောင်နော်